brother ရပထမပွဲတွေကမပြီးသေးဘူးဒီမှာနောက်ပြုတ်လာရမယ်ကျွန်တော် fighter by 1နဲ့ကျွန်တော် live စိတ်ခေါ်တာဗျာအဲ့တော့ကျွန်တော်လည်းကျွေးပြလိုက်ရတာကျွန်တော်ရဲ့ပင်ကတော့တိတ်မကောင်းဒါပေမဲ့ကျွန်တော်လည်းရပါတယ်လို့ဆိုပြီးတော့ကျွန်တော်လည်းချပြရဗျာဒီကြဆိုကျွန်တော်ဘောနော်အမြဲအားပေးနေနေဖြစ်တယ်ဒီချိန်မှာဆိုလဲ तू ကကျွန်တော်အသေးတွေရိုက်နေကနော်ဗီယာနဲ့ကျွန်တော်တော်တော်ခံနေရတဲ့အချိန်မှာ level 1လည်းပို့လိုက်ကွာအကောင်အသေးပြန်ပြီးရပြတ်ခါလိုက်ရဗျာအမ तू ကို1 key နဲ့ကျွန်တော်နိုင်ပိုင်းတာကျွန်တော် recall လေးပါပြရဲအမ recall လေးပြမယ်သူကကျွန်တော်ဘောနော် comment တွေလည်းရေးပြီးရအမြဲတမ်းကျွန်တော် video လည်း like ပေးရ subscribe လေးလုပ်တာတော့အညီလေးကို KW ပေးမယ်လို့ကျွန်တော်စဉ်းစားတာဒါပေမဲ့နောက်ထပ်လူတွေပေါ်လာရင်နောက်ထပ်လူတွေကျွန်တော်ပေးမယ်လို့စဉ်းစားတာလေးရယ်နော်ဘာတော့ဝေလာရပြီဗျာဟဲ့လားကျွန်တော်ရဲ့ damage ကိုမခံနိုင်မဲနဲ့ဆွတ်ဆက်ဝင်လာနေပေါ့နော် brother တို့ဗျာ damage ကိုခံနိုင်မှဆွတ်ဆက်ဝင်လာကြဗျာအခုအနောက်မှာသူနေသူကအနောက်ကနေ share ပြစ်တော့အရှိမသူ့ရရော့နေဒီကောင်မထွက်လာရောကျွန်တော်ပြင်လို့ပါလေလို့လိုက်တော့သူကကျွန်တော်သူ့ကိုအရန်ကိုင်းအောင်သူက level 1လေးလောက်တာနောက်ပြီးတော့သူပြန်ဝင်လာဝင်လာတယ်ဗျလေကျွန်တော်စစ်လေးတူရသူ့တရာလေးပဲရိုက်သွားအဲ့မဲ့သူလွတ်သွားတယ်ဗျသူကကျွန်တော်အတိရိုက်ပေးလိုက်တာတူးစီးနဲ့ကျွန်တော်တိုက်ရပါအဲ့မဲ့ကျွန်တော်ပြောမယ်နော်ကျွန်တော်နဲ့ရှင်ချင်းရင်ကောမမှာအိုင်ချခဲ့လိုက်ဒါပေမဲ့ကျွန်တော်ရဲ့ damage ကိုခံနိုင်မှလားဆိုတော့နော်ခင်ဗျားတို့ဘယ်ဥမကိုရအောင်ရိုက်မှာကျွန်တော်ပဲဩဒါနဲ့ diamond နေလို့ကျင်လားကျွန်တော်ရဲ့ Telegram ကောင်းနဲ့ Facebook ကောင်းမှာလာရောက်ဖတ်တယ်နေမှာတဲ့ကဒီမှာဆိုလဲ तू ကဟိုကမားပြီးလုပ်လိုက်တယ်ကျွန်တော်လည်းအပီတိမ်ပေးလိုက်တယ်ဗျာအခုချိန်မှာဆိုရင်ကျွန်တော်က 3Z နဲ့နိုင်ရသွားတယ်ပြောပါလေအားလုံး